ရေခဲတစ်တာတွေကိုအမြဲတမ်းဖွင့်ထားဖို့လိုလားဒီမိကုန်းကအသုံးပြုတွေကြားမှာဒီရဖြစ်ပြီးတော့အမေးများတဲ့မိကုန်းလည်းဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာရေခဲတစ်တာတွေကိုထောက်လျှောက်ဖွင့်ထားဖို့လိုအပ်ရလားဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျမတို့တွေရေခဲတစ်တာကိုအသုံးပြုရတဲ့ရည်ရွယ်ချက်ကအစားအစာတွေကိုပို့ပြီးတော့လက်ဆက်နေစေဖို့အချိန်ကြာခံနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အသုံးပြုနေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ရေခဲတစ်တာကအစားအစာတွေလိုအပ်တဲ့အင်နှုံကိုအမြဲထုတ်လုပ်ပေးနေဖို့လိုအပ်ပါတယ်ဒီတော့အဆက်ကိုအမြဲတမ်းဖွင့်ထားဖို့လိုအပ်ပါတယ်ပြီးတော့ရေခဲတစ်တာကိုအမြဲတမ်းဖွင့်ထားလို့ပြတ်တယ်ဆိုတာလည်းမဟုတ်ပါဘူးကျမတို့တွေရေခဲတစ်တာအသုံးပြုတဲ့အခါမှာမီးရမမှန်တာအသုံးပြုနေမမှန်တာဒါမှမဟုတ်ရင်တချို့သော error တွေကြောင့်သာဆက်တွေချွေးရင်းလာတာပျက်စီးလာတာပဲဖြစ်ပါတယ်ပြီးတော့ရေခဲတစ်တာတွေကိုမီးရစားမှာဆိုပြီးဒီဖွင့်လိုက်ပိတ်လိုက်လုပ်တယ်ဆိုရင်ရေခဲတစ်တာကအေးအလင်းမမိတာပြီးလို့ရှိရင်နောက်တစ်ချိန်ပြန်အေးဖို့အတွက်အကြာကြီးစောင်းရတာတွေဖြစ်တတ်ပါတယ်ဒါအပြင်ဒီအစားအစာတွေကလိုအပ်တဲ့အင်းတော့မရတဲ့အခါမှာအစားအစာတွေပုတ်တိုးတာအနံ့ဆိုးတွေထွက်တာနဲ့ဒီအတွင်းကန်းထဲမှာရှိတဲ့ရေခဲတွေအေးပြောကြပြီးတော့ရေတွေအိုင်လာတာဒါမျိုးတွေပါဖြစ်လာနိုင်ပါသေးတယ်ပြီးတော့ရေခဲတစ်တာကိုမီးရစားမှာဆိုလို့ပိတ်တယ်ဆိုတာမျိုးတွေကမလုပ်သင့်ပါဘူးရေခဲတစ်တာတွေရဲ့ဝက်ဆွဲအားက100နဲ့200ဝန်းကျင်မှာပဲရှိပါတယ်ဒါကအမျိုးအစားပေါ်မူတည်ပြီးတော့နေချင်းစီကွာလာလေးရှိတတ်ပါတယ်ပြီးတော့ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ရေခဲတစ်တာတွေက inverter compressor တွေအသုံးပြုလာတာဖြစ်တဲ့အတွက်ပို့ပြီးတော့တောင်မှမီးရစားတက်တာလာပါသေးတယ်ဒါကြောင့်မို့လို့ရေခဲတစ်တာတွေကိုမီးရစားမှာဆိုပြီးလုံးဝပိတ်မထားသင့်ပါဘူးရှင်ကဲဒီတော့ပိတ်ထားလိုက်မှဖြစ်လာမယ့်ပြဿနာတွေကိုလည်းပြပြထားပြီးပြီဆိုတော့ရေခဲတစ်တာတွေကိုပိတ်ထားဖို့မလိုအပ်ဘူးဆိုတာရှင်းသွားလောက်ပြီလို့ထင်ပါတယ်ဒီလိုမျိုး electronic PC တွေနဲ့ပတ်သက်တဲ့တခြားသောအကြောင်းအရာလေးတွေကိုသိချင်တာလေးရှိတယ်ဆိုရင်လည်း comment မှာအကြံပြုပေးခဲ့နိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်